အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့မတ်လ12ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့ရခိုင်လက်နက်က AA ကျန်းဖတ်တွေကဗမာတွေပေါ်မှာကျူးလွန်တာတော်တော်များသွားပြီဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးကြပါတယ်အားလုံးလည်းသိကြတဲ့အတိုင်းပါပဲရခိုင်လက်နက်က AA ကျန်းဖတ်များကအမ်းမြို့နယ်မှာတပ်မတော်ကမတ်လ10ရက်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်၎င်းတို့ဖမ်းဆီးထားတဲ့တပ်မတော်သားစစ်သုံးမှန်းတွေရာကျော်သေဆုံးနေဆိုပြီးထုတ်ပြန်ထားတာတွေ့ရပါတယ်ဒါကိုပြည်ပဒေါ်လာစားမီဒီယာတွေကစီစစ်ဝေဖန်ခြင်းမရှိဝေဝေဆဆဖော်ပြနေတာကိုလည်းတွေ့ရပါတယ်။ AA ကလူမျိုးရေးရမဖြစ်သင့်မလုပ်သင့်တဲ့ကိစ္စကိုရည်ရွယ်ချက်ရှိကျူးလွန်သွားတယ်လို့တော့ပြောရမှာဖြစ်ပါတယ်။သူတို့ထုတ်ပြန်ချက်နဲ့လက်တွေ့ကွဲပြားနေတဲ့အမြင်သာဆုံးအချက်တွေကိုပြောရမယ်ဆိုရင် AA ထုတ်ပြန်ထားတယ်လို့အကျဉ်းထောင်တွေကလေကြောင်းထိမှန်ထားချက်လုံးဝမရှိပါဘူး။ဥပမာမြေကြီးချိုင်တာတန်တိုင်းတွေကွေးတာကောက်တာတခုမှမရှိတာတွေ့ရပါတယ်။သိသာစေတဲ့အချက်ကလေကြောင်းတိုက်ခတ်မှုကြောင့်တေးရပါတယ်ဆိုတဲ့ထုတ်ပြန်ထားတဲ့ပုံတွေမှာကိုယ်တဲ့အကောင့်တိုင်းရှိနေတာကိုလည်းတွေ့ရပါတယ်။တစုံတရာပဲ့ထွက်နေတာကျုပ်ပြန်နေတာမျိုးမတွေ့ရပါဘူး။ပိုးပြည့်မြင်သာသေးတဲ့အချက်ကအချုပ်ခန်းတွေဟာတီးတန့်ဆောင်တွေဖြစ်ပေမဲ့သေဆုံးကြောင်းထုတ်ပြန်ထားတဲ့ပုံတွေကိုကြည့်ရင်စစ်သားတွေကိုတတ်ပြီးအလောင်းတွေကိုမိရှို့ထားတဲ့ပုံနဲ့ပိုးပြည့်လားတန်တူနေတာတွေ့ရပါတယ်။တပ်မတော်ကအသုံးပြုနေတဲ့လေရင်ကဘုံသီးတွေမပြောနဲ့ခြေလင်တက်ကအသုံးပြုတဲ့ဘုံသီးဒုံသီးတွေတောင်ပောက်ကွဲမှုဖြစ်ရင်ပောက်ကွဲတဲ့နေရာမှာပြင်းထန်တဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်။ဒါပေမဲ့၎င်းတို့ထုတ်ပြန်ထားတဲ့ပုံတွေမှာတော့ထိရောက်ပောက်ကွဲမှုမရှိတာကိုတွေ့ရပါတယ်။လက်ရှိအကြမ်းဖက် AA ဖွဲ့လိန်လေပြောဆိုနေတဲ့နေရာတွေမှာတပ်မတော်ကဘုံကျဲဖို့မပြောနဲ့စိန်ပြောင်းဘုံသီးတောင်ကြားရောက်ပောက်ကွဲတဲ့အနေအထားမျိုးမရှိတာကိုတွေ့ရပါတယ်။သူတို့ပြောသလိုတပ်မတော်ကလေရင်နဲ့ဘုံကျဲရင်ဘုံကျဲတဲ့နေရာကဒီလိုနေထားဖြစ်နေစရာအကြောင်းမရှိပါဘူး။ဒါကြောင့်ရခိုင်လက်နက်ကိုင် AA ကျန်းဖတ်တွေကတပ်မတော်သားစစ်သုံးမှန်းတွေကို၎င်းတို့မကြွေးနိုင်မမွေးနိုင်တော့ခြင်းကြောင့်ဖြစ်စေလူမျိုးရေးမုန်းတီးမှုကြောင့်ဖြစ်စေရည်ရွယ်ချက်ရှိနဲ့တခုခုလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကိုင် AA ကျန်းဖတ်တွေကဗမာတွေပေါ်မှာကျူးလွန်တဲ့လုပ်ရက်တွေတော်တော်များသွားပြီလို့ပြောရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်။